ကဲအားလုံးမင်္ဂလာပါဘူးကျွန်တော်ဒီနေ့ဆော့ပြောမယ့်ဂိမ်းလေးတွေကတော့ Moscow Big Game လေးတွေဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်တင်ငယ်ချင်း2ယောက်ဆော့ရပါတော့ကျွန်တော်တင်ငယ်ချင်းကတော့ Grow ခိုင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Moscow ကိုကျွန်တော်အားလေးကင်းအောင်လေကင်းအောင်ကျွန်တော်ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်ပြပြပါမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့တော့ရန်အကောင်းကြီးမဟုတ်တဲ့အတွက်အမှားရသွားရင်ကျွန်တော်ထောက်ပြတော့ရပါတယ်ဗျ Moscow ဆိုတဲ့ EU hero ပေါ့နော်ကျွန်တော်အားလေးကင်းမှာအဲ့လောက် impact ထွက်တဲ့ hero ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू က late game hero ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က Moscow ကိုဆော့မယ်ဆိုရင်ကိုးကားနဲ့လက်သက်လေးကိုရအောင်စားဖို့ကျွန်တော်အကြံပြုပါတယ်ပြီးတော့ဒီနေရာမှာပဲကျွန်တော်တို့ပေါ့နော်တန်းနေပြီကျွန်တော်ပြောချင်တာကတော့ကိုမစမိုင်းကိုးကားကိုစားပါနဲ့အဲ့ဒါကကျွန်တော်မစမိုင်းချင်းရှင်နိုင်တော့တတ်ပါတယ်โอเคဒီမှာတော့ကျွန်တော်တက်ပစ်တယ်ပေါ့နော်တက်ပစ်တယ်ခုနကဘလို့မြင်တယ်ကျွန်တော်နေရန်နဲ့ဟာနာဘီကိုကျွန်တော်ဆက်ရတယ်ဒါပေမဲ့ဟာနာဘီကတီးလို့ပြန်ဟာနာဘီပြန်ထုတ်ရကျွန်တော်မတီးလို့ဖြစ်ပါတယ်ဒီမှာတော့ Grok combo ကတော့ဒါလေးပေါ့နော် Grok နဲ့ Moscow combo ကတော့ဒါလေးရှိတယ်အဲ့လိုလေးဆိုရင်တော့ short တော့ကောင်းတယ်လို့ပြောရပါတော့နော်ကိုကဒီကျွန်တော်ဝေါ်လေးကကျွန်တော်ဒီမှာ Moscow ကလန်လေးနဲ့စိုက်ကေးရုံပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ Valentina ကျွန်တော်လင်းကိုရောက်လာတယ်ဆိုတော့ကျွန်တော်ကိုကောက်ကိုကျွန်တော်လက်စိတ်ရအောင်စားတယ်ပြီးတော့ကျွန်တော် hyper အခုမယ်ကျွန်တော် level 4ရတာပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်စောင့်ပြီးတော့မှကျွန်တော်ပေါင်းချပြီးလုပ်တာပေါ့နော် pro ဒီမှာကျွန်တော်ပြရတဲ့တူရှိရပေါ့နော်အဲဆိုတော့ကျွန်တော်ဒီမှာကိုကောက်ကိုကျွန်တော်လက်စိတ်ရအောင်စားမယ်ပေါ့နော်ရှင်ပါဗျာကျွန်တော် ever ဗျာ spear ပေါ့နော် spear ပေါ့သူ spear ever spear နဲ့ကျွန်တော်လမ်းပြတဲ့အချိန်မှာကျွန်တော် skate 2နဲ့ပြန်ပြီးတော့ကိုကောက်ကိုအတီအောင်လုပ်ပြီးလို့ပြောပါရပေါ့နော်ဒီမှာဆိုတော့ကျွန်တော်ပြန်တည်ပါရပေါ့နော်အဲ့လိုပါပဲသူများတက်တာမကောင်းဘူးပေါ့နော်ဆိုတော့ဘူးမတက်ကြပါနဲ့ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ပြန်ထွက်လာပြီကျွန်တော်ပြန်ထွက်လာတော့ကျွန်တော်အောက်လိမ့်မှာပတဲဖြစ်နေရဲ့ကျွန်တော်တို့ဘက်ကတည်းကအကြဆုံးပူများပြောရဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တင်နေချင်း grow နဲ့ဒီဘက်ကကျွန်တော် hyper နဲ့ရောက်ပြီးတဲ့ဆိုတော့ဒီမှာဆိုကျွန်တော်နားတော့ပြန်ကြည့်တယ်ကျွန်တော်ပြောလို့ပဲ early impact ဘာမှမရှိတဲ့ Moscow တော့ကဒီကောင်တွေကိုတက်ချဖို့ဆိုတော့ဘယ်လိုမှမပြောနိုင်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ကကိုကတကားလည်းလွတ်ထားပေါ့နော်ဒီမှာဆိုတော့ Roger ဂျွန်းလာရင်ကျွန်တော် skate 2နဲ့နိုင်ရင်စိုက်တာမရတော့ကျွန်တော် flicker နဲ့လမ်းပစ်ပေးတယ်ကျွန်တော်ပြောချင်တာပေါ့နော် Moscow ကိုကျွန်တော်ဒီ flicker တော့ purify နဲ့ sorry ကျွန်တော်ပေါ့ဒီမှာကျွန်တော် spear မှန်တယ်ဒါပေမဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကပတဲအကုန်လုံးပြီးပါပြီကျွန်တော်ဟာနာပြရပါတော့ကျွန်တော်ဒီမှာဆိုရင်တော့တာတဲ့ပတဲတော့ကူပေးနေတော့ကျွန်တော်တို့ကရားဆိုကျွန်တော်ကိုကားလေးစားတယ်ကိုရှိအောင်ခွာတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ကကိုရှိကျော်ခွာနေတယ်ပေါ့နော်ဒါတစ်ပတ်ကဟာနာပြီးညံ့နေပါတယ်ပေါ့နော်သူ့အနေနဲ့ Moscow လေးကင်းကိုတီးရလာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ tower train ရတယ်ဒီမှာကျွန်တော် Valentina ကကျွန်တော် Grow Troton ချက်ကိုပြန်ခိုးပြီးတိုက်ရောအလာကြီးဘူးနော်ကျွန်တော်မျက်တောင်တူပဲချွတ်ကြပါတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်အမှ Valentina ပြန်တက်ပြီးတယ်ကျွန်တော် Valentina ပြန်တက်ပြီးပေါ့နော်ကျွန်တော်ဒီမှာဆို Selena လာနေဆိုတော့ကျွန်တော်မြင်တယ် Selena လာနေဆိုတာမြင်တော့ Selena arrow လည်းတခြားသွားဆိုင်တာပေါ့နော်တခြားသွားဆိုင်တော့ Selena လက်ချက်နဲ့လည်းတီးရောကျွန်တော်တို့ဒီမှာဆိုရင်တော့ Moscow ကတော်တော်ဖောက်သွားပြီလို့ပြောရပါတော့ကျွန်တော်3မိနစ်နဲ့ကျွန်တော် item တစ်ချောင်းထွက်တာပေါ့ဒီမှာဆိုကျွန်တော်ဟာနာဘီရဲ့ပြန်ထက်လာတယ်ထက်လာကျွန်တော်ထက်တက်ပြီးလို့တယ်ပေါ့ဒီမှာကျွန်တော်တစ်ပတ်တင်းရကောင်လည်းအများကြီးပဲကျွန်တော်တင်နေချင်းကျွန်တော်ပတ်ခိုင်းနေကျွန်တော်ပတ်တယ်ဒါမှဒီမှာ Platina skill နဲ့ပေါ့နော်ကျွန်တော်ဒီမှာတစ်ပတ်က4កောင်တော့ရဘလို့လာကန်တာပေါ့နော်တက်ရှင်နိုင်တာဆိုတော့တက်တော့မရှိနိုင်ခဲ့ဘူးဆိုတော့တေသွားတယ်ကျွန်တော်တေသွားတာရှစ်တောင်းကြီးမဟုတ်တာပဲကျွန်တော်ကျေးဇူးတင်ရမှာပေါ့နော်ဒီမှာကျွန်တော်ပြန်ထွက်တော့ကျွန်တော်ခိုးရလို့မခိုးပါအောင်ဒါချိုးရလို့ခိုးပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်ကချိုး Moscow ရဲ့ကျွန်တော်သဘောတော်ဝါအဲ့လိုချိုးရတာပေါ့နော် lane play push မယ်ပြီးရင်ကျွန်တော်တာတေလော့ရီမှာပတေလာဆိုင်ပေါ့နော်ဒီမှာကျွန်တော်တကယ်ချင်းတိုက်တော့ခဏဆောင်နေပြီးကျွန်တော်ဒီမှာဝင်ပစ်လိုက်တယ်ကျွန်တော်တကယ်ချင်းလည်းရှစ်တောင်းကြီးမှာပေါ့နော်တန်စားရတယ်ပေါ့နော်အဲ့တော့ကောင်းပါတယ်ဒီမှာဆိုတော့ကျွန်တော်ကတော့လဘူရဲ့ estimate စာမိပါတယ်ဆိုတော့ကျွန်တော်နောက်ကိုပြန်ပတ်တယ်ပြန်ပတ်ပြီးတော့ကျွန်တော်ဘာမှလုပ်ချင်မရှိတော့ဘူးเนาะကျွန်တော်ဝင်ချနေတယ်ဒီမှာဆိုတော့ဝင်တော့မချခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့ပြန်ပတ်လာခဲ့တယ်ပြန်ပတ်လာပြီးတော့တစ်ဖက် map ကိုကြည့်တော့ map ကိုကြည့်တော့ကျွန်တော်ဘာလုပ်ရလဲဆိုကျွန်တော် tower ထက်ချိုးလို့ရသေးလို့ကျွန်တော်မန်းစားမိတယ်ပေါ့နော်ဆိုတော့ကျွန်တော် tower တော့ချိုးရပေါ့နော် tower တော့ချိုးရတဲ့အချိန်မှာတော့ဘယ်လိုရတစ်ဖက်တင်းကကောင်နေလဲအကုန်တီးနေတယ်ကုန်သေးနေတယ်ဆိုတော့ကျွန်တော်လည်းအပိုင်ပဲဆိုပြီးအံ့မလုပ်တော့ဘူးเนาะအံ့မလုပ်တဲ့ချိန်မှာကျွန်တော်နွားကြီးကလည်းကျွန်တော်ပြန်ထွက်လာပြီပေါ့နော်နွားကြီးကလည်းပြန်ထွက်လာပြီးကျွန်တော်ဒီမှာမေဂါတလင်းရပါတယ်မေဂါတလင်းရတော့ကျွန်တော်အံ့မလုပ်တော့ဘူးနွားကြီးပဲထွက်လာတယ်နွားကြီးထွက်လာတော့ကျွန်တော်အံ့မရတော့ဘူးကြားထဲမှာကျွန်တော်ဗလက်တီနာရဲ့ကျွန်တော်ဟာနာပြီးပါပြန်ထွက်လာတော့ကျွန်တော်လည်းပြန်ပတ်ရတယ်ပေါ့နော်ဒီမှာစကီတူနဲ့ဗလက်တီနာနိုင်ငံဆိုင်နိုင်တယ်ပေါ့နိုင်ငံဆိုင်နိုင်တယ်မိုင်းတော့မိုင်းတော့ဖြုတ်ပြီးဖလစ်ကာအနေနဲ့တော့ကျွန်တော်ဒီမှာလက်ပူးတွေရောကျွန်တော်မော်စကိုချင်းပြန်တွေ့ရတော့ဟာနာပြီးရောဆုံးစီနေတော့ကျွန်တော်လည်းဒီမှာတော့တည်သွားခဲ့ပေါ့နော်ကျွန်တော်တကယ်ရင်တော့လာခဲ့ပါတယ်ဒီမှာဆိုတော့ကျွန်တော်ပတဲဆိုင်ရောတော့ပတဲဆိုင်ကကျွန်တော် Ever Spear 2မှထိတယ်ကျွန်တော် Roger တည်သွားရဲ့အမှကျွန်တော်လည်း
ဘာကိစ္စနဲ့ပေါ့နော်ကျွန်တော်အဲ့နေကျွန်တော်ပြန်ကြည့်မိတယ်ကျွန်တော်တွေ့ငါလပူလပူပြစ်လိုက်ရင်လပူလပူတေသွားတော့တယ်ဘာကိစ္စနဲ့မပြစ်တာဒီမှာကျွန်တော်ထပ်တက်တယ်ပေါ့နော်ထပ်တက်တဲ့အချိန်မှာကျွန်တော်ပြန်ရတော့မော်စကိုဒမ်မေဘယ်လောက်များလဲများကြည့်ကျွန်တော်ခရီးကိုပြစ်တာဗျခရီးနောက်ကလပူလပူတေတော့ဒီမှာတော့စပီးကတော့ကျွန်တော်ကိုလံပြစ်ချန်ပီယံဆိုတော့တည့်တယ်နော်ကျွန်တော်အိုလံပစ်ချန်ပီယံဆိုတော့ဒါထိတော့ဝင်သွားရင်တော့ကိုပဲတည်မှာဆိုတော့ပြန်ပတ်လာခဲ့လိုက်တယ်ကျွန်တော်ဘာလဲဆိုတော့မရှိဆိုတော့ကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော် Mega Plus Tower ကိုယူပြီးတော့ကျွန်တော် Moscow ရဲ့ကျွန်တော် Swift Trend ဒီရောက်ဝင်ကြားတဲ့ damage impact ကိုကျွန်တော်ပြမယ်ဘလို့ကြည့်လိုက်ကျွန်တော်ပြစ်နေတာတော့ Minotron တော့နောက်ကကျွန်တော် Hana ပြတ်တီးပေါ့အဲ့လောက်ထိ Moscow ကကျွန်တော်ကတော့ test speed နဲ့ပဲကြိုက်တယ်ပေါ့နော် Moscow ဆော်ရတာဘာလို့ဆို Moscow ဆော်ရတာ test speed ကပုံမှန်လို့ထင်မှာဒါကျွန်တော်သဘောရပါတော့ကျွန်တော် Krieger တော့အဲ့လိုမကြိုက်ဘူးအဲ့လို Krieger ကပွဲတာမှာကောင်းတယ်လို့ထင်မှာပေါ့နော်ကျွန်တော် Krieger တော့အဲ့လိုမကြိုက်ဘူး Moscow ကဒီမှာ lane တွေပါ split position ကြာရင်ကြာကျွန်တော်ဒါပူကောင်းတော့နော်ကျွန်တော် switch try နေရအောင်ရင်အမားကောင်တွေလည်းပြေးရတယ် Kraken နဲ့ဆိုရင်အမားကောင်တွေပြီးလို့တော်တော်ကြာရပေါ့နော် Okay ဒီမှာကျွန်တော် mega tower တွေအကုန်ယူတယ်ကျွန်တော်ဒီမှာဆိုတော့ကျွန်တော် second tower တွေအကုန်ရပါပြီအကုန်ရပါပြီဆိုတော့ထပ်တက်ဘူးယူရမယ်ကိုရှိကုန်တော့ထပ်တက်လို့မျိုးကျွန်တော်နောက်ပြန်ဆုတ်ခဲ့ဒီမှာဆိုပြမော်စကိုရဲ့ damage ဘယ်လောက်များဘယ်လိုပဲကြည့်တော့ဒါမှမဟုတ်ကျွန်တော် Platina ဒီပွဲမှာကျွန်တော်အမား ambulance နဲ့ဆိုတော့ဒီမှာဆိုကျွန်တော်နောက်ကကျွန်တော်ခါနာပြတေးမလို့ဖြစ်သွားပြီကျွန်တော်ဒီမှာ creep ပြတာနော်အဲ့လောက်ထိကိုကြောက်ဖို့ပေါ့နော်မော်စကိုလေကင်းအဲ့ကြောင့်ကျွန်တော်ကတော့မော်စကိုမီယာကိုလီတော့ပါလေကင်းမဆွဲဘူးပေါ့နော်ဒီမှာကျွန်တော် hyper လေလောက်ယူပြီးသွားပြီလောက်ယူပြီးရဆိုကျွန်တော် down နဲ့တက်ပြီးလုပ်တယ်ပေါ့နော်ဆိုတော့ဒီမှာတည့်တိုင်းပါမယ်ကျွန်တော် Olympic champion ဆိုတော့ဒီမှာတော့ကျွန်တော်လပူရတယ်လပူရတော့ကျွန်တော်အမ်မလုပ်တာပါဒီပါတင်းကောင်လည်းတေးနေတာဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ထပ်တက်တယ်ထပ်တက်ပြီးတော့ကျွန်တော်နောက်ကနေပြန်ဆုပ်တယ်ပြီးနောက်ကနေထပ်ပစ်တယ်ပေါ့နော်နောက်ကနေထပ်ပြီးတော့ damage ကိုဘယ်ကောင်းမှမခံနိုင်ဘူးဒီမှာကျွန်တော် core hero တွေကျွန်တော်တေးကုန်ကျွန်တော် core hero တွေတေးသွားပြီဆိုတော့ကျွန်တော်ဒီ law နဲ့ပဲကျွန်တော်အမ်ပေးရတယ်ပေါ့နော် okay ပါ bro ဒါတော့ကျွန်တော်ရဲ့ Moscow game လေးပဲဖြစ်ပါတယ်ကျွန်တော်အတန်လိုအပ်ချက်ပါညာနေနဲ့ရှိခင်ကျွန်တော်ပြောပြလို့ရပါတယ်ကျွန်တော်ရဲ့ video လေးကိုကြည့်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပြီးကျွန်တော် voting ပေးကိုရပါတယ်အားလုံးပဲbye bye ပါ